worship leader တို့ musician တွေလေအသင်းတော်မှာလည်းချီးမွမ်းကိုးကွယ်တဲ့သူရှိတယ်အသင်းတော်မှာလည်းတီးခတ်နေတဲ့သူရှိတယ်ပြီးတော့အဲ့ဒါပြီးသွားလို့ရှိရင်အပြင်ဘားတွေမှာတချို့worship leader ဆိုရှင်တချင်းအပြင်ဘားတွေမှာလည်းဆိုတဲ့သူရှိတယ်တချို့ musician တွေဆိုရှင်လည်းအပြင်ဘားတွေမှာတီးခတ်တဲ့သူရှိပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အခါမှာဖျားနှစ်သက်တဲ့အရာတကယ်ဖြစ်မလားပေါ့သူတို့ကအပြင်မှာလည်းတီးတယ်ဖျားเจ้าမှာလည်းတီးခတ်တယ်အဲ့လိုလုပ်ခြင်းအပြင်ဘိတ်သိက်ချင်းရောကြာနိုင်မလားအဲ့ဒါလေးသိချင်တာမိခွန်တော်ကြီးရနော်နဲ့ကြီးရနော်ဆိုတော့ကျွန်တော်တို့ကတော့နံပါတ်1ချက်ကတော့ရှင်းနိုင်ရင်တော့လူရှိတယ် man power ရှိတယ်ဆိုရင်တော့ကျွန်တော်တို့ကတော့ဒီအပြင်ဒီမှာမတီးဘဲနဲ့လုံးဝဖျားเจ้าမှာတီးတန်းကြောက်တီးတယ်လို့တော့လိုချင်တာပေါ့နော်ဒါပထမအချက်ကျွန်တော်တို့လူတွေအမြင်မဲဖြစ်တခါကျတချို့တွေကဖျားမမြင်သေးဘူးအဲ့ဒီလူကြည့်လိုက်လာနဲ့မကိုးကွယ်ရှင်နဲ့ဖွေရှိရလေအဲ့တယောက်ကဘယ်မှာစူထားဘယ်မှာတီးလိုက်တီးတဲ့ခါကျတော့သူ့ဟာသူချီနှောင်တာအများကြီးရှိတယ်အဲကြောင့် leadership ကနေပြီးတော့အတက်နိုင်ဆုံးတော့ကျွန်တော်တို့အဲ့ဒါတွေရှောင်နိုင်တော့အကောင်းပေါ့ဒါပေမဲ့အဲ့ဒါမြန်မာပြည်ကတွေးခေါ်ပါမြန်မာပြည်ကတွေးခေါ်ပါနိုင်ငံခြားတွေမှာဆိုရင်သူတို့ရဲ့ professional ကိုအရင်တော့သူတို့မခွဲဘူးအပြင်မှာတီးပြီးတော့ဗိမာန်တော်ထဲမှာတီးသူလည်းအများကြီးရှိတယ်ဒါပေမဲ့တကယ်အသင်းတော်ကြီးဖြစ်ပြီးတော့တတ်နိုင်တဲ့သူတွေကတော့အဲ့ဒီအပြင်ကလူတွေကတော့စီးရင်ထဲမှာမရှိဘူးသူတို့ကအခုနအပြင်မှာလည်းတီးတယ်ဒီဘက်လည်းတီးတယ်ဆိုတဲ့ဖွေးတွေကအသင်းတော်မှာ main power မရှိသေးတော့မလုံလောက်တီးလို့တာအဲကြောင့်အခုအပြင်မှာလည်းတီးတယ်ဖျားเจ้าမှာတီးတယ်ဆိုတဲ့ဖွေးတွေကအမခံချက်မရှိဘူးဖျားเจ้าမှာပဲစက်ကတဲ့ဖွေးတွေပုံမှန်ဖြစ်လာရင်ကိုယ့်နေရာပျောက်သွားတော့မှာဆရာကြီးကလည်းရှင်းပြောမယ်ဆိုရင်ကျွန်တော်လည်းတင်းဝဆရာဖြစ်တယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းအပြင်မှာတီးလိုက်ဒီမှာတီးလိုက်ကျွန်တော်ပထမချင်းဝစားပင်နဲ့ကျွန်တော်ပဲကြိုက်ပါမလဲဒါမှအဲ့ဒီလိုပြောလို့လုံးဝကျွန်တော်ခတ်တော့လုပ်တာတော့မဟုတ်ဘူးအချင်းနေရခုနပြောတော့အသင်းတော်အချင်းနေရမလုံးတက်ရင်လည်းဝရှိဘူးဆောင်တဲ့ချိန်ရှိတယ်အပြင်မှာတီးတာဆိုတာတချို့ရှိရင်တော့မယုံကြည်သူတွေတောင်မှတီးတဲ့ဖွေးရှိတယ်နယူးယောက်ကျွန်တော်ရောက်သွားတဲ့ခါမှာမယုံကြည်သူ base တီးတယ်မတော့မတီးဘူးတီးတော့တီးနေတာပဲဒါပေမဲ့ तू ကမေးတယ်ဆရာဘယ်လိုမြင်လဲအေးလေအပတ်တိုင်း तू မယုံကြည် तू ကဘုရားကျောင်းလာပြီးတော့နှုတ်ကပတ်တော်ကြားတယ်ဆိုတော့ကောင်းပါတယ်လို့တီးခိုင်းလိုက်ပါလို့အဲ့ဒါ तू တို့နှုတ်ကပတ်တော်ကြားတဲ့နေရာဖြစ်တယ်တော့အဲ့ဒါ तू level နဲ့ तू ရှိတယ် level ဒီမြင့်လာပြီးဆိုရင်တချို့တော့အရာတွေကဆက်တွဲခေါ်လို့မရတော့ဘူးထားခဲ့ရတော့မယ်ဥမာကျွန်တော်တို့ဖယားအတွက်ပဲစက်ကတဲ့မျိုးရှင်းတယောက်နဲ့အပြင်မှာလည်းတီးတဲ့တယောက်တော်တာချင်းတူတယ်ဆိုရင်နောက်ဆုံးအဲ့ဒီဘုရားကျောင်းမှာတီးတဲ့ဖွေးကပဲရတော့မှာဖြစ်တယ်နော်အကြောင်းခုနပြောတဲ့ဒီတစ်ဖက်ကနေလဲကိုယ့်ဖက်ကနေလဲအရန်ကိုတော့မြန်မာနိုင်ငံရဲ့အခြေအနေရအားလုံးကိုတော့ yes or no ဆိုပြီးအဖြူနဲ့အမဲတော့အရင်တော့မခွဲလိုက်ပါနဲ့ဘာလို့မြန်မာပြည်ရဲ့အခြေအနေကအခုချိန်မှာလူတွေကဒီစာဝတ်နေရတွတ်တော်လည်းအခက်ခဲနေတဲ့အခြေအနေရွေးစရာမရှိတဲ့အခြေအနေဖြစ်တဲ့ခါမှာအမျိုးမျိုးတော်ဒုက္ခရှိနိုင်တယ်နော်ဒါပေမဲ့တခုတော့ရှိတယ်တင်ကအပြင်လောကရောက်လို့တင်ကလောကသားမဟုတ်ဘူးနော်အပြင်မှာတီးပြီးတော့လောကသားတွေလို့တွားနေလို့ကတော့အစင်မပြေဘူးအဲ့ဒါမျိုးဆိုရင်တော့ကျွန်တော်အစင်မပြေတော့အပြင်မှာတီးတယ်ဆိုတော့ तू က professional နဲ့တီးတယ်ဒါပေမဲ့ तू ကလောကသားတွေကြားထဲမှာတီးပြီးလောကသားကတော့ तू မနေဘူးအပြင်မှာတီးပြီးတော့လောကသားတွေကဲလို့တွားနေဘုရားကျောင်းမှာလည်းကြတော့ကောင်းဝင်တမလို့ပြန်နေဆိုရင်တော့အစင်မပြေပြန်ဘူးအဲကြောင့်အဲ့ဒီအရာတွေကိုကတော့မသိပေမဲ့ကိုယ့်အကိုပဲသိတယ်ပေါ့နော်အဲကြောင့်ကိုတွားချင်နေဒီမှာမျိုးရှင်းနေတို့တော့ပြင် music နဲ့အသက်မွေးဝမ်းချောင်းပြလို့ခက်ပါတယ်အဲကြောင့်ဒီ music ပဲတီးပြီးတော့တွားမယ်ဆိုရင်ကိုယ့်နေရာမှာထိတ်ဆုံးဖြစ်အောင်စူးစမ်းတာမန်နဲ့ခင်ဗျလုံးဝprofessional မဖြစ်သွားနိုင်ဘူးအဲ့လောက်ထိမတွားနိုင်ဘူးဆိုရင်လေအခုအချိန်ရှိကြတဲ့ကတစ်ဖက်စီးပွင့်ကဘာလို့မစဉ်းစားအဲ့ဒါကျွန်တော်တကယ်ကြံပေးချင်တာတစ်ဖက်မှာစီးပွင့်ကဘာလုပ်နိုင်မလဲဟိုမှာဥက္ကာတို့ဆိုရင်ဥက္တာတို့ဆိုရင်ကိုဝါသနာနဲ့ keyboard တီးတယ်သူစီးပွင့်လုပ်ငန်းကအရင်ကဆိုရင်ကားပေါ်တွေလုပ်တဲ့လုပ်ငန်းသူရဲ့ဝင်ငွေကအဲ့ဒီလာတာကျွန်တော်တို့ကဒီမှာတီးခတ်တာနဲ့ပဲအချိန်ကိုစမဟုတ်သေးဘူးကိုယ့်ရဲ့အချိန်တွေကအဲ့ဒီအတွက်သွားနိုင်တယ်ဆိုရင် mixing တွေပါဆွဲနိုင်တဲ့အထိ arrange တွေလုပ်နိုင်တဲ့အထိလူတယောက်ကဒီနေ့တခုလုံးမယ်ဆိုရင်ကိုယ့်ကိုတတိရတဲ့အထိ
ကိုကစူးစမ်းဖို့ရည်ကြီးတယ်အာမင်ဝါသနာအစစ်နဲ့မရက်ကြပါနဲ့တကယ်ကိုတွားချင်တယ်ဆိုမျိုးရှင်းနေလုံးဝ professional အစင်းရောက်တဲ့အထိတွားပါ skill တွေလေ့ကျင့်ပါဝါသနာရှင်အစင်းနဲ့တွားပြီးတော့တီးတတ်ပေမဲ့အဲ့ဒီအရာကအသင်းတော်ကတော့ပျော်တာပေါ့ဒါမှမရှိကိုဒီနေရာမှာတော့အစင်ပြေတော့ဒါပေမဲ့ကိုယ့်ရဲ့အနာဂတ်အတွက်စဉ်းစားမယ်ဆိုရင်အာမခံချက်မသေးချဘူးတော့နေ့ဒီမှာမျိုးရှင်းနေကျွန်တော်ဒီခက်တဲ့သူတွေဝါသနာနဲ့တီးဆက်ကတ်တယ်ဆိုရင်ကျန်တဲ့အလောက်ကင်အတွက်ခုကလေးဆူတောင်းထားပါလုံးဝ professional တီးစားမယ်ဆိုရင်ပြင်ဆင်လုံးဝကိုထိတ်ဆုံးရောက်တဲ့အထိငါထိတ်ရောက်ဖို့ငါအကောင်းဆုံးပြုငါစူးစမ်းအောင်မယ်ငါတီးအောင်မယ်တော်တဲ့လူဆိုရင်လေအဲ့ဒီထားမိတဲ့လူတွေကဟာအဲ့ကြောင့်အရင်ကောင်းနေတော့အဲ့ကြောင့်တော်တယ်လို့ဆိုရင်တော့ဒါခေါ်တော့မှာလေအဲ့ကြောင့်ကိုယ့်ဟာနဲ့ကိုတိုးတက်နိုင်တဲ့ຢာတွေအများရှိတယ်ဒါပေမဲ့ခုနောက်ဆုံးပြန်ပြောမယ်ဆိုရင်ဘလို့စေဒီအချင်းနေမှာတော့အဖြူနဲ့အမဲနဲ့ကျွန်တော်တို့အရန်ကိုမခွဲဘဲနဲ့ပေါ့နော်ဟိုတူကပါဝင်စက်ကတ်မယ်ဒါပေမဲ့လောကရဲ့လွန်မှုချင်းမခံကြပါနဲ့အဲ့မှာအမြဲတမ်းမတီးပါနဲ့အပြင်လောကတီးသမားတွေတောင်မှနော်သူတို့ professional team ဆိုရင်ဘာကိုဆုံးလွတ်တာနော် professional team လိုက်ဘာသွားစင်းလိုက်သူတို့ကမလုပ်ချင်ဘူးနောက်ဆုံးသူတို့တောင်မှအဲ့ဒီဘာကိုသူတို့လုံးဝထားခဲ့လိုက်တယ်လုံးဝအပင်နဲ့ပဲတီးဖို့သူတို့ဆုံးဖြတ်လိုက်တယ်အဲကြောင့်ကိုတွားချင်တဲ့ခရီးအခုချိန်မှာအပျော်လုံးနဲ့မတွားနဲ့ရသလောက်တော့သုံးနေပြောတယ်ဒါပေမဲ့အဲ့ဒီအနာဂတ်မှာအာမခံချက်မရှိဘူးနော်โอเคကျွန်တော်ပြောတော့တာတော့အများကြီးပဲဒါပေမဲ့အားလုံးနားလည်နိုင်ဝိညာဉ်တော်ဘုရားကအလင်းပေးပါစေကောင်းတယ်ဆရာတချို့ professional တွေတောင်မှလေသူတို့ဂုံတိတ်ခါတကယ်နာမည်ကြီးတော့မှ IC ဘန်တို့ဘောလို့ဆိုရင်နော်အဲ့လိုမျိုးမသွားဘူးဒါပေမဲ့ခေတ်အခြေအနေရအရန်ခေတ်ဆိုးသွားတဲ့ခါမှာသူတို့တွေတောင်မှမင်္ဂလာဆောင်တွေမှာဘန်တွေပြန်တီးတယ်လို့ကြားတယ်အခြေအနေကြောင့်ပါသူတို့တိတ်ခါသူတို့ရှိတယ်သူတို့ဘယ်တော့မှဒါပေမဲ့အခြေအနေကြောင့်ဖျားเจ้าကလူတွေလည်းပဲလေအပြင်မှာမတီးစေချင်ဘူးဆိုရင်ဖျားเจ้าမှာလှစကောင်းပေးလိုက်သူတို့လုံးဝမတီးစေရအောင်ဘုံတိတ်ခါပါဆရာနော်စာဝတ်နေကြောင့်ပါလို့ဖျားကြောင်လက်ခပေးမယ်ဆိုရင်လက်ခပေးတဲ့စင်တိရောက်လာဖို့ရည်ကြီးတယ်အဲ့ဒါကျွန်တော်ကသင်းဥစ္စာအနေနဲ့ပြောတဲ့ဟိုခံစားရရကျွန်တော်လက်ခပေးတော့မယ်ဆိုရင်ဂီတာတီးတာလောက်ပဲဆိုရင်တိတ်မတန်တော့ခံစားတယ်ဒါဆိုရင်မလုပ်နိုင်မလဲသူကဆူတောင်းနေမှာလေသူကပုံမှန်လာမယ်လိုအပ်တယ်ဆိုရင်လေသူကဆူတောင်းနဲ့ဥဆောင်နိုင်မယ်အကြောက်ကိုမကန်တဲ့ကျွန်တော်ဒီနေ့ပြန်လို့တီးတဲ့ကုံမုံတောင်ဆိုရင်နော်ခေဘတီးတာအခုကworship pastor youth pastor ဖြစ်သွားတယ်အရင်ကတော့သူလည်းအတီးတမ limited ဆိုလို့ချင်းတဲ့ຢာကငါအတီးနဲ့ပဲဆိုဖို့တော့ limit လို့မရဘူးဟုတ်ပါတယ်ခုနပြောတဲ့အပြင်မှာမတီးစေချင်တဲ့ဆိုရင်လက်ခပေးလိုက်ကောင်းတယ်ဒါပေမဲ့ကိုကဟောလက်ခပေးတဲ့အခြေအနေတိစက္ကန့်နိုင်သလားအရေးချင်းရှိသလားအဲ့ဒီ level တော့ရောက်သလားပြီးရင်ကိုရဲ့အသင်းတော်ကလက်ခပေးနိုင်တဲ့အစင်းတိအသင်းတော်ကလူများပြီလားငွေတောင်းပြီလားကိုကအသင်းတော်ရဲ့ fan လည်းမသိအသင်းတော်ကလက်ကပေးစီခြင်းတယ်အဲကြောင့်ဒါတွေအားလုံးအများကြီး online မှာဖွားတဲ့သူကတော့ဖွားတာပေါ့ပြောတဲ့သူကပြောတာပေါ့ဒါပေမဲ့အသင်းတော်တွေနဲ့ဆိုင်တယ်လက်ကပေးတဲ့အသင်းတော်တွေဆိုရင်တော့လက်ကပေးဖို့လက်ကပေးနိုင်တဲ့အစင်းတိလေလူတွေ့စစ်ရမှာပေါ့တီးနိုင်သလားလုံနိုင်သလားအဲ့လောက်အစင် professional ဖြစ်မှလေလက်ကပေးမယ်ခိုင်းမယ်လက်ကလည်းပေးမယ်ဒါပေမဲ့ကိုကအသင်းတော်ကဆရာတွေတော်နိုင်နေလက်ခပေးတဲ့ချိန်မှာအကြီးသမားတွေအနေနဲ့လက်ခတွေမျိုးလင်းဖို့တော့လုံးဝမဖြစ်နိုင်တဲ့ကိစ္စဖြစ်တယ်။အဲကြောင့်ဒါကိုယ့်တို့ဆုတောင်းဖို့မချင်တဲ့ဘဲနဲ့အမြဲတမ်းညီးသွားမယ်ဆိုရင်လေတခြားနေရာလဲပြောင်းလို့ရတယ်လေ။ဟိုကိုယ့်အနေနဲ့တခုခုအလိုက်လဲပြောင်းလို့ရတယ်ဆိုတဲ့အရာပါ။အဲကြောင့်အခုနပြန်ပြောတော့ပြန်ချုပ်မယ်ဆိုရင်ဘယ်သူမှဆိုဖယားကိုမျိုးလင်းစေခြင်းနဲ့ဖယားရဲ့မှုတော်မြတ်မှာခေါ်ချင်းတရားမရဘဲနဲ့အမှုတော်ဆောင်တဲ့သူတွေလည်းအများရှိတယ်အခြေအနေရဒီချိန်မှာအမှုတော်ဆောင်တာနည်းနည်းအခွင့်အရေးသဘောပုံစံမျိုးနဲ့အမှုတော်ဆောင်ခြင်းဆိုတာကခေါ်ချင်းတရားနဲ့သက်ဆိုင်တာဘုရားကိုခေါ်တယ်ဆိုရင်ခေါ်ချင်းရတဲ့သူကဘုရားခေါ်တဲ့နေရာမှာအမြင့်ဆုံးရမယ်။တင်ဘဝတင်တဲ့နေရာအမြင့်ဆုံးရမလဲဆိုတော့ဘုရားတင်ကိုထားတဲ့နေရာမှာတင်နေတယ်ဆိုရင်အမြင့်ဆုံးတင်ရမှာဖြစ်တယ်။အာမင်။အကြောင်းသူများတွေအောင်မြင်လို့သူအဲ့ဒီအောင်မြင်ခြင်းနဲ့အားကြပြီးတော့ဆင်အားငယ်စားမလို့ဘူး။ဘုရားတင်ကိုထားတဲ့နေရာမှာတင်လဲအောင်မြင်တော့သူဖြစ်နိုင်တယ်။ဟာလေလုယာ။